အားလုံးပဲမင်္ဂလာပါခင်ဗျာပင်လယ်တွေကကျွန်းလေးတစ်ကျွန်းပေါ်မှာရောက်နေကြပြရွှေရှင်စိတ်ပေါ်လာတာနဲ့ကြပြလေးတစ်ပုတ်ရွတ်ပါမယ်ဒီကြပြလေးကလွန်ခဲ့တဲ့10နှစ်လောက်ကရေးထားတဲ့ဘုခမဂ္ဂဇင်းမှာပေါ်ပြထားတဲ့ကြပြလေးပါကြပြရဲ့ခေါင်းစဉ်ကစွန်တကောင်ရဲ့ပုံမြင်လူတစ်ယောက်ဟာစက္ကူစားကိုတည်တည်ချာချာလှိဖြတ်စွန်တကောင်လုပ်တယ်စွန်ကိုကျိုးနဲ့ချီပြီးလေထဲလွှင့်တင်လိုက်တယ်စွန်တကောင်ရှိတဲ့နေရာကိုနောက်ထပ်စွန်တကောင်တက်လာတယ်နောက်ထပ်တက်လာတဲ့စွန်ကိုသူ့ကိုချီထားတဲ့ကျိုးနဲ့ဖြတ်ချလိုက်တယ်လေထဲမှာစွန်တကောင်နဲ့ဝဲပြန်လို့စွန်တကောင်ထပ်တက်လာတယ်သူ့ကိုချီထားတဲ့ကျိုးနဲ့ဖြတ်ချလိုက်တယ်စွန်တွေအများကြီးတက်လာကြတယ်လေထဲကစွန်ဟာရပီးစီကိုတဟုန်တို့စိုက်ဆင်းလာပြီးမျက်လုံးတွေကိုထိုးဖောက်ပစ်လိုက်စွန်ဟာစွန်တွေနဲ့ဝေးရာကိုပြန်တန်းလို့ကျေးဇူးတင်ပါတယ်တော်စင်အောင်ပါ